ကျွန်တော်တို့ trade လုပ်ကျင်တဲ့အခါစာအုပ်လေးတုပ်ဖတ်တယ်ဗီဒီယိုလေး3 4 5ခုကြည့်တယ်အကောင့်ဖွင့်တယ် trade လုပ်တယ်နော်တချို့ကလည်းနိုင်ပါတယ်တချို့ကလည်းရှုံးတယ်သို့တော့ trading ဆိုတာအဲ့လောက်မလွယ်တော့အဲ့လိုနီးစနစ်အဲ့လိုစာအုပ်လေးတုပ်ဗီဒီယိုလေး10ခုလောက်ကြည့်ပြီးတော့ trading ကိုစခဲ့မယ်ဆိုရင်တော့တိတ်ရေရှည်ခံမှာမဟုတ်ဘူးเนาะရှုံးပါပဲဒီတော့အဲ့လိုနည်းနည်းပါးပါးရှုံးလာရင်လူတွေကဘာဖြစ်လဲเนาะtrading ဆိုတာကဂျင်းပါဗောလေเนาะပြီး market ကိုအပြစ်တင်ပြီးတော့ထွက်သွားကြတယ်ဆိုတော့ trading ဆိုတာခက်ပါတယ်เนาะအဲ့ဒီစာအုပ်လေးတစ်အုပ်ဖတ်မယ်ပြီးရင်ဗီဒီယိုလေး10ခုလောက်ကြည့်ပြီးတော့စလို့ရတဲ့ဟာမဟုတ်เนาะ trading ဆိုတာ journey ပါjourney ဆိုတာခရီးလမ်းတစ်ခုလို့6လမ်းခဲ့ရတဲ့ဟာ trading ဆိုတာမလွယ်ပါဘူးเนาะခက်ခဲပါတယ်ပြီးတော့တကယ်လို့သာစနစ်တကျလေ့လာမယ်ဆိုရင်ကျွန်တော်တို့ trading မှာရှင်းတာနိုင်ဖို့အခွင့်အလမ်းရှိတယ်เนาะအဲ့ဒါတော့သိမသိကြဘူးဘာလို့ဆိုတော့နည်းနည်းကိုယ်မှာပါရမီလေးပါဖို့လိုသေးတယ် trading ဆိုတာအဲ့လိုပါတချို့တွေtrade အကြာကြီးလုပ်ခဲ့ပဲမယ်မအောင်မြင်ခဲ့ဘူးအဲ့လိုကအမျိုးတွေလည်းအများကြီးရှိပါဆိုတော့တကယ်လို့သာ trading ကိုစနစ်တကျလေးလေ့လာခြင်းဘယ်လိုလေ့လာသင့်တယ်လေပေါ့လေနော်အဲ့ဒါလေးကိုကျွန်တော် webinar လေးတစ်ခုလုပ်ဖို့ပြောထားပါတယ်နော်လာမယ့် Sunday နေ့မှာဖြစ်မယ်ထင်ပါတယ်နော်ဘာတွေကိုဆွေးနွေးမလဲဆိုတော့ trader တယောက်ဖြစ်ဖို့အတွက်စနစ်တကျဘယ်လိုလမ်းတွေကိုခြောက်ခဲ့ရမလဲကျွန်တော်တို့ကလည်း sub study နဲ့တွာလာတာဆိုတော့အဲ့လိုမျိုးစနစ်တကျမလာခဲ့ဘူးဆိုတော့မလိုအပ်တဲ့ဆုံးရှုံးမှုတွေအများကြီးခံခဲ့ရပါတယ်တကယ်လို့သာမိတ်ဆွေကtrading ကိုနော်စနစ်တကျလေ့လာပြီးတော့ trader တယောက်ဖြစ်အောင်စူးစမ်းကျင်တယ်ဆိုရင်ကျွန်တော်ဒါလေးကိုအကြံပေးခြင်းပါနော်ပထမဆုံးဘာကိုလေ့လာသင့်လဲဆိုတော့ basis ပါနော် trading ဆိုတာကျွန်တော်တို့ဘာကြောင့်ဒီလောကကြီးမှာတည်ရှိနေရတာလဲနော် trading နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဘယ် instrument တွေကို trade လုပ်တင်တယ်လဲနော်အဲ့ဒီ instrument တွေကို trade လုပ်တဲ့အခါ loss side တွေကိုဘယ်လိုလုပ်မလဲ pip ဆိုတာကဘာလဲ spread ဆိုတာကဘာလဲဘယ် platform ကိုမှာ trade လုပ်ရမလဲနော်ပွဲစားစီမှာဘယ်လိုအကောင့်ဖွင့်ရမလဲနော်ဘယ်လိုပွဲစားမျိုးကိုယုံကြည်သင့်တယ်လဲအဲ့ဒါတွေကိုအရင်သိခဲ့ရပါနော်ပြီးမှကျွန်တော်တို့ analysis ပိုင်းကိုသွားရပါ analysis ဆိုတာ fundamental analysis နော်သိထားသင့်တယ်လို့သိထားဖို့လိုပါတယ်ဒီတော့ fundamental analysis တခုတည်းနဲ့တော့ကျွန်တော်တို့ trade လုပ်လို့ရမယ်လို့ကျွန်တော်မထင်ပါဘူးကျွန်တော်ကတော့ technical analysis သမားပါဒီတော့အဓိကလေးလာမှာကကျွန်တော်တို့ technical analysis ပါနော် technical analysis ကကျွန်တော်တို့ trading system တခုတည်ဆောက်ဖို့အတွက်အဓိကလိုအပ်ပါတယ်အဲ့ဒီမှာ technical analysis ဆိုတာ pattern recognition ပေါ့လေနော် pattern လေးတွေကိုမြင်တတ်အောင်ကျွန်တော်တို့လေ့လာရတယ်ပြီးတော့ pattern တွေကအများကြီးရှိတာပေါ့နော်အဲ့ဒီ pattern တွေကိုမြင်တတ်ဖို့အတွက်ကျွန်တော်တို့screen time လိုပါတယ်နော်computer ရှေ့မှာအဲ့ဒီ pattern လေးတွေကိုကြည့်ရင်လည်းအချိန်တွေအများကြီးပိတ်ဆက်ခဲ့ရတယ်ဒါပြေးလို့မလွတ်ပါဘူးเนาะလူလေကြပြီးတော့ကျွန်တော်တို့အဲ့ဒီဟာကိုမဖြတ်တန်းပေနဲ့ trading လောကကိုဝင်လို့မရပါဘူးเนาะအရေးကြီးပါနောက်တစ်ခုကအဲ့ဒါလေးတွေကိုတက်လာပြီဆိုရင်ဒီ basic technical analysis ကိုတက်လာပြီဆိုရင်အဲ့ဒီ technical analysis နဲ့ကျွန်တော်တို့ system တစ်ခုကိုတည်ဆောက်ရပါတယ်နော် system ကတော့အများကြီးရှိတယ်အမျိုးစုံရှိတယ်ပေါ့လေနော်ကျွန်တော်တို့price pattern လေးတွေနဲ့တည်ဆောက်ထားတဲ့ဟာလေးရှိမယ်ဒါမှမဟုတ်အခုခေတ်ပေါ်နေတဲ့ SMC တို့ ICT တို့အဲ့ဒါမျိုးတွေရှိမယ်ကျွန်တော်တို့သုံးတဲ့ Elliott Wave တို့ Fibonacci တို့အဲ့ဒါမျိုးတွေလည်းရှိမယ်အမျိုးစုံရှိတာပေါ့နော်ကိုယ့်ရဲ့ personality နဲ့ကိုက်တဲ့နေ့စနစ်တစ်ခုကိုထူထောင်ပြီးတော့ကျွန်တော်တို့အဲ့ဒါကိုကျွမ်းကျင်အောင်လုပ်ဖို့လိုပါတယ်ပြီးတော့အဲ့ဒီနေ့စနစ်ကိုကျွမ်းကျင်လာအောင်ကျွန်တော်တို့ demo trading လုပ်ဖို့လိုပါတယ်
demo trading ကလည်းအရေးကြီးပါတယ်နော်အတိုင်းတာအချိန်အတိုင်းတာတစ်ခုဒီ demo trading လုပ်တာမမှားပါဘူးသို့တော့တစ်သက်လုံး demo trading လုပ်လို့လည်းမရဘူးဘာလို့ဆိုတော့ trading က emotion နဲ့တွားနေတာပြီးတော့ကျွန်တော်တို့ emotion ကိုလက်တွေးမှာဘယ်လောက်အတိုင်းတာထိအခမ်းအနားရရှိတယ်လဲဆိုတာကိုစမ်းသပ်ဖို့လိုပါတယ်နော်လေ့ကျင့်ဖို့လည်းလိုတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးလုပ်တင်တာက demo account ဖွင့်ပြီးရင်ဘာလုပ်တင်လဲဆိုတော့ small account ဖွင့်တင်ပါတယ်နော်ငွေ100 500အဲ့လိုမျိုး small account ဖွင့်တင်ပါတယ်နော်ပတ်စံအဆုံးကျုံမခံဘဲနဲ့ trader ဖြစ်တဲ့နီးတော့မပေါ်သေးဘူးလို့ကျွန်တော်ထင်ပါနော်အစပိုင်းတော့ရှုံးပါပါပဲနော်ကျွန်တော်တို့လည်းရှုံးခဲ့တယ်တခါတလေတောက်လေးရှုံးခဲ့တယ် experience တွေလည်းရှိပါတယ်ပြီးတော့အဲ့ဒါတွေကို small account လုပ်ရင်းနဲ့ကျွန်တော်တို့ဘာလိုလာလဲဆိုတော့ money management ဆိုတာဘာလဲဆိုတာကိုအနည်းဆုံး position sizing ဘယ်လိုလုပ်ရလဲဆိုတာလောက်တော့သိဖို့လိုပါတယ်နော်ပိုပြီးသိရင်ပိုပြီးအကျိုးရှိပါတယ် money management ကနောက်တစ်ခုက psychology ပေါ့လေနော်အရေးကြီးပါတယ်နော် psychology ကိုမပိုင်ဘဲနဲ့ trading အောင်နိုင်လာဖို့မလွယ်ပါဘူးနော် trading မှာနိုင်သွားမယ် psychology ကိုမသိဘဲနဲ့ trade လုပ်ရင်ခင်ဗျစိတ်ယောဂရပါလိမ့်မယ်နော်ဒီတော့ကျွန်တော်တို့ psychology ကိုလည်း trading နဲ့ပတ်သက်တဲ့ psychology ကိုလည်းလက်လှမ်းမိတလောက်လေ့လာဖို့လိုပါတယ်ပြီးမှကျွန်တော်တို့အဲ့ဒါလေးတွေကိုလေ့လာပြီးတော့ကျွန်တော်တို့ trade လုပ်တဲ့အခါအောင်မြင်မှုရပြီဆိုပြီးမှဘာလုပ်တင်လဲဆိုတော့account အကြီးဖွင့်ပြီး trade လုပ်တင်ပါတယ်နော် account သေးဖွင့်ပြီးတော့အများကြီးနိုင်ဖို့ကြိုးစားတာကတဘာဝမကြပါဘူးကိုကဒီ trade မှာရှင်သန်လို့ရပြီဆိုတာကိုသိလာရင် account နဲ့ခက်ကြီးရှိဖို့လိုအပ်ပါတယ်ဒါလည်းအရေးကြီးတဲ့ concept ပါပြီးတော့ကျွန်တော်တို့ webinar မှာဒါလေးတွေကိုကျွန်တော်အခြေနဲ့ရှင်းပြဖို့ရှိပါတယ်နော်စိတ်ပါဝင်စားသူမိတ်ဆွေတို့တက်ရောက်ဖို့ကျွန်တော်ဖိတ်ခေါ်ပါကျေးဇူးပါဗျာ